ဒီမှာတော့လေးဒီလိုဝင်နေပါတော့ခုတ်ခံရလို့ဒီလိုလေဝင်တဲ့ကြက်တွေဆိုရင်ကိုကောင်းရင်ဘယ်လိုလုပ်ရအောင်မေးတဲ့ညီကိုကျွန်တော်ခုပြောပြမယ်နော်ညီကိုနော်လွဲပါတယ်ဒီလိုအစန္ဒလေးကိုကျွန်တော်တို့ပါဇက်လေးနဲ့လူလေးအဲ့လိုကြိုက်လိုက်လို့နည်းနည်းလေးကိုပေါက်သွားပြီဗျပေါက်သွားပြီဆိုရင်ကျွန်တော်တို့ဒီလိုလေးအမောက်ထိတ်ကလေးကြိုက်မယ်လေကနေဒီလိုဖြည်းဖြည်းချင်းဒီကနေပြည့်သူကဖောင်းလာအဲ့လိုလေးလို့ပြီးမှဒီဇက်သီးကိုဒီမှာဇက်သီးလေးဖောင်းလာပြီဆိုရင်လေလေးအဲ့လိုတွန်းထုတ်ရမယ်နော်ဒီလိုဒါပေမဲ့အဲ့လိုလေလို့တဲ့အချိန်မှာဘူးစီပေါင်းလေးလို့ဟိုဘလို့နေနေမယ်အဲ့ဒီကကျွန်တော်အဖြည်းဖြည်းချင်းလေးစိတ်ရှည်လေးချင်းနဲ့ထုတ်ပြီးအဲ့လိုထုတ်ပြီးတော့ထပ်ပြီးတော့ကျွန်တော်တို့ဒီလိုလေးပြန်လုပ်မယ်လေလေးကိုဒီလိုကြိုက်မယ်ဒီလိုလေးရှစ်စီပဲသွားမယ်နော်ဒီကနေအောက်ကိုလေးဝင်းလေးလို့တော့လေးဝင်းလာဆိုဒီမှာဖောင်းလာတွေ့လားဒီမှာဖောင်းလာဖောင်းလာအပေါက်ကလေးကနေပြီးကျွန်တော်တို့ဒီလိုလေးဖြည်းဖြည်းချင်းဘလို့တော့နေရအတန်တော့ပျော့စီလို့ဘူးစီပေါင်းလေးတော့နေလိမ့်မယ်ဒါပေမဲ့လို့တားလေးကောင်းပါလေနော်အဲ့ဒါကျွန်တော်တို့ဒီကောင်းနေထိတ်မှာလေဝင်တဲ့ကြက်တွေဆိုရင်ဒါကျွန်တော်ကုတာနေလေးပြောပြတာနော်ဒါလေးလွယ်နော်ဒီဟာလေးဒီထိတ်မှာကျွန်တော်သွားလေးနဲ့ကြိုက်လိုက်မယ်နည်းနည်းလောက်ပေါ့အပေါက်ပြီးရင်ကျွန်တော်ဒီအမောက်ချိန်တွေကိုကျွန်တော်ကြိုက်လိုက်မယ်ကြိုက်ပြီးဒီအခြေရင်းကနေပြီးဒီလိုလေးလာမယ်ဖြည်းဖြည်းချင်းညှစ်ပြီးတော့လေလေးတွေကိုကျွန်တော်ယူသွားမယ်မောက်လာနဲ့အတူများကျွန်တော်ဒီလိုလေးလူရန်လေးဖြစ်ပြီးမယ်ဒါဆိုရင်ကျွန်တော်လေအကုန်ထွက်သွားပါတယ်နော်โอเคအဲ့ကျွန်တော်ဟိုလေဝင်တဲ့ချက်တွေကိုကျွန်တော်ကုသနေပြီပါဒါလေးကိုကြိုက်တဲ့ဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်လေးမှတ်ထားပါ43935398ကျွန်တော်ဘိုင်ဘာမှာအတူလေးညီကိုတွေကိုစာပြပြပါဗျအားလုံးလေးစားလိုက်ပါဗျဟေးကျွန်တော်တို့ချက်တွေဗျအတောင်ချတယ်ဗောနော်အတောင်ချရဲ့ချက်တွေကိုတိုက်လို့ရသလားလို့မေးရညီကိုရှိကျွန်တော်အဲ့လေးကိုပြောပြမယ်နော်ညီနော်ဥပမာကျွန်တော်တို့ဒီချက်ကောင်ကအတောင်ဘယ်ချိန်မှချတာတော့ဆိုတော့အချို့ဆိုရင်9လ10လနဲ့ပုတ်လိုက်လို့ရှိရင်အတောင်တွေဂျားတောင်တွေချတာကြုံမှုနေမယ်ဘာလို့ဂျားတောင်ချတာအောင်ဆိုတော့အဲ့ဟာအတောင်ချတာပုံကြီး9လ10လကြက်ကလေးတောင်တွေကြက်ကြီးတောင်ကိုပြောင်းလဲတာပါဗျကြက်ကလေးတောင်တွေပဲကြက်ကြီးတောင်ကိုပြောင်းလဲသွားအတောင်လေးနဲ့ချတယ်ငယ်တောင်တွေချွတ်ချတာကြက်ဆိုတာ17လကနေစပုတ်ပြီးတော့17လ13လ14လ15လဆိုအတောင်ကျော်အမိကျော်ရင့်ပြီးတော့မချတော့ဘူးကြက်ဆိုတာမပြောကျွန်တော်ပြောချင်တာအတောင်ချတယ်မချဘူးဆိုတာဂျားတော့အနုထိုးတယ်မထိုးဘူးဆိုတာပတ်သက်ကိုင်းတွင်နေကြက်တွေကအတောင်မချဘူးတော်တော်နဲ့မချဘူးပေါ့နော်သူ့ရဲ့အချိန်ကာရရင်တော့အတောင်ချပါတယ်နော်ကျွန်တော်ပြောချင်တာနောက်ပြီးတော့ကျွန်တော်ကဝိုင်းကိုဘလောက်ရရှိသုံးလို့ရတယ်သုံးလို့မရဘူးဆိုတာကျွန်တော်အတောင်ကိုကြည့်နေလေးနဲ့ကျွန်တော်ပြောပြမယ်နော်ညီနော်ဒီမှာအတောင်ကအခြေချင်းရနေပြီးတော့ဝါးထိန်တိုင်းကြွမလာသေးဘူးတွေ့လားဒါဆိုရင်ကျွန်တော်တို့အတောင်ဝိုင်းအများကြီးခိုင်းလို့ရတယ်ကြက်တွေကိုဥပမာတာရကပြလိုက်နော်ဒီလိုအတောင်ခြေရတွေကြွပြီးတော့ဝါနေတယ်ဆိုရင်အတောင်ချတယ်လို့ပြောလို့ရတယ်ဒါဆိုရင်လက်ဆက်တဲ့အသားအနာတွေဗျဝိုင်းအကြာကြီးခိုင်းလို့ရတယ်နော်ညီကောင်နော်ညီကိုတွေကိုကျွန်တော်ခုနကချက်မျိုးလက်ဆက်တယ်ပေါ့နော်ဒါမျိုးအတောင်ချင်းဟိုမှာဒီအဝါတွေမြင်လားအတောင်တွေကြွနေရအဲ့လိုချက်မျိုးကြအတောင်ချတော့မှာဗျဒါမျိုးချက်တွေဆိုရင်ချက်ကိုဝိုင်းမခိုင်းတင်တော့ဘူးပေါ့နော်ဒါမျိုးချက်တွေဆိုရင်နားဖို့တင့်သွားပြီဒါမျိုးချက်တွေကိုခိုင်းပြီးသွားရင်ဝိုင်းထဲမှာဘာတွေဖြစ်တော့ဆိုတာကျွန်တော်ခုလက်တွေ့ပြောပြမယ်နော်ညီကောင်ကျွန်တော်အတောင်ချတဲ့ချက်တွေကိုဝိုင်းထဲမှာဘယ်လိုစိုးကြွဖြစ်တော့ဆိုတော့ချက်ကောင်ကအတောင်ချသွားရင်သူတို့လှုပ်ချင်တဲ့အတိုင်းသူတို့ကြတဲ့ငုတ်တွေသူတို့သွားချင်တဲ့စိတ်သွားတိုင်းကိုမပါတော့ဘူးဗျချက်တွေကပြီးအတောင်တွေကိုချွတ်ချတယ်အတောင်ချွတ်ချရင်သူတို့ကခုံတဲ့နေရာမှာအတောင်မပိုင်မရောက်တော့ဘူးနော်ကျွန်တော်ပြောချင်တာမတိကြတော့ပြီးတော့သူတို့ငါဒီလုပ်တွေတိတ်မလုပ်ချင်တော့ပါဘူးငါတခင်ကတိုက်လို့ပါဆိုပြီးတော့အတက်တွေပါလေချွတ်ချတာရှိတယ်အတောင်တွေချွတ်ချတာရှိတယ်အဲ့လိုချက်မျိုးတွေ့ခဲ့ရင်ဝိုင်းထဲမှာရှုံးမှုက90ရာခိုင်နှုန်းကြော်ရှုံးပြီအဲ့တော့ तू ကအရင်လောက်လည်းမခွတ်တော့ဘူးအရင်လောက်လည်းတွက်လက်မှုမရှိတော့ဘူးအတောင်တွေချွတ်ချတယ်အလုံးလည်းမလုပ်ချင်တော့ဘူးအရင်ကဟိုချက်တကောင်ကိုနိုင်ဝက်နဲ့ပြီးခဲ့လို့ရှိရင်ပေါ့နော်ဒီဘွဲမှာအနည်းဆုံးတနိုင်လောက်သူတို့ရုံးရတယ်နိုင်ခဲ့ရင်ပြောပြတာတနိုင်လောက်ကြာမှသူတို့နိုင်သွားတာဗျဒါမှမဟုတ်ကျွန်တော်ပြောနေတာရှုံးနေတဲ့ကြက်ကြမြန်တယ်ဗျသူကအလုံးမလုပ်ချင်တော့အလုံးမလုပ်နိုင်တော့အတောင်တွေချွတ်ချရဆိုတော့လူများလို့ဆိုတော့အသက်ကြီးပေါ့ကွာငါဒီလုပ်တွေကိုငါမလုပ်ချင်တော့ဘူးဒါပေမဲ့တခင်ကို तू တာရကရည်နဲ့ပြဒါပေမဲ့တခင်ဆိုဘာမှမသိဘူးတက်ပြီးသွားရင် तू ကဆက်လက်ပြီးရှင်းပြန်ခိုင်းပါမယ်အဲ့မလို့အတောင်ချရကြတယ်ဆိုလုံးဝမတိုက်တယ်မအောင်လုံးဝကိုမတိုက်တယ်ဘူးเนาะညီကိုเนาะအတောင်ချပြီးမင်းနောက်ပြီး